မင်္ဂလာပါရှင်။ဆရာတော်ဦးစိုးတိကရေးသားထားတဲ့လွတ်လပ်သောစိတ်စာအုပ်မှကောက်နှုတ်ချက်ပိုင်းနှစ်ကိုဖတ်ပြပေးခြင်းပါတယ်ရှင်။ဆရာတော်ရေးသားထားတဲ့တရားအဆုံးအမကတော့တကယ်လွတ်လပ်တဲ့သူဖြစ်ချင်ရင်ဒီတနည်းပဲရှိပါတယ်။အဲ့ဒါကတော့ကိုယ်အားကိုယ်ကိုယ်ဖို့နဲ့ကိုယ်အသိဉာဏ်ကိုအားကိုးဖို့ပါပဲ။တကယ်တော့လူကြီးဖြစ်တယ်ဆိုတာအသက်အရွယ်နဲ့မသက်ဆိုင်ပါဘူး။ကိုဘလောက်အားကိုးသလဲဆိုတာနဲ့ပဲဆိုင်ပါတယ်။သူများကိုအားကိုးနေသေးတော့ခလေးလိုပဲနေရအောင်မှာပါတဲ့။လူကြီးဆိုတာကိုညံနဲ့ကိုဆုံးဖြတ်ရတာဖြစ်လို့ကိုညံနဲ့ကိုဆုံးဖြတ်နိုင်နေလေလွတ်လပ်မှုပိုရှိလေပါပဲ။မြတ်စွာဘုရားဟာလမ်းညွှန်ပြသသူဖြစ်ပြီးကယ်တင်ရှင်မဟုတ်ပါဘူး။ပုဂ္ဂိုလ်ဆွဲကိုးကွယ်တာထက်ကိုအားကိုးရဖြစ်အောင်လုပ်ဖို့ပဲလမ်းညွှန်ခဲ့တာပါ။မြတ်စွာဘုရားကမိမိဒီသာလျင်မိမိ၏ကိုးကွယ်ရာအားထားရာဖြစ်၏လို့ဟောတော်မူတယ်။အဲ့ဒီစကားကိုတိတိချာချာစဉ်းစားရင်ကိုထင်မသေးနဲ့လို့ပြောတဲ့အဓိပ္ပာယ်မျိုးလဲတွေ့နိုင်တယ်။ကိုတကယ်ကိုးကွယ်ရာဖြစ်အောင်လုပ်ချင်ရင်ကိုဆုံးမရမယ်။ဆုံးမနည်းကိုဖျားပေးထားပါတယ်။ကိုစိတ်ကိုအမှန်တိုင်းသိနေပါ။အမှန်တိုင်းသိနေတာဟာဆုံးမနေတာပဲ။တတိပဋ္ဌာန်တရားကိုအားထုတ်ပါကိုယ်စိတ်ကိုအမှန်တိုင်းရိုးရိုးသားသားသိလာတဲ့အခါစိတ်ဟာကောင်းတဲ့ဘက်ကိုပြောင်းသွားတယ်တတိနဲ့နေလို့စိတ်တန့်ရှင်းလာတဲ့အခါလူသားရဲ့မြင့်မြတ်မှုကိုသိလာတယ်တည်ကြည်မှုအစစ်ကိုသိလာတယ်ရိုးသားမှုအစစ်ကိုသိလာတယ်လွတ်လပ်မှုအစစ်ကိုသိလာတယ်ဗုဒ္ဓဘာသာတရားရဲ့အမြင့်ဆုံးရည်မှန်းချက်ဟာလွတ်လပ်မှုဖြစ်ပါတယ်။ကောင်းကင်ဘုံနဲ့နတ်ပြည်တို့စီရောက်ဖို့ရင်မဟုတ်ဘဲလွတ်လပ်မှုနဲ့စတင်ပြီးလွတ်လပ်မှုနဲ့ပဲဆုံးတယ်လို့ဆိုနိုင်ပါတယ်။ပင်လယ်သမုဒ္ဒရာကြီးရဲ့အရာသာဟာဘယ်နေရာမှာပဲဖြစ်ဖြစ်ငံနဲ့အရာသာတစ်မျိုးတည်းရှိသလိုဖျားဟောတော်မူတဲ့တရားတော်တွေဟာလည်းဘယ်အချိန်ဘယ်နေရာမှာပဲဟောလွတ်မြောက်မှုဆိုတဲ့အရာသာတစ်မျိုးတည်းသာရှိပါတယ်။လွတ်လပ်မှုကိုအမြင့်ဆုံးနေရာမှာထားတာဟာဗုဒ္ဓဘာသာတရားတစ်ခုပဲရှိပါတယ်။ကိုအားကိုးဖို့ဟောတာလေဒီတရားပါပဲ။ကိုအားမကိုးနိုင်ရင်လွတ်လပ်မှုကိုမရနိုင်ပါဘူး။လူသားတို့ရဲ့အမြင့်ဆုံးရည်မှန်းချက်ဟာလွတ်လပ်မှုဖြစ်တင်ပါတယ်။ဉာဏ်နဲ့စဉ်မှာကောင်းစားကောင်းနေရဖို့ရည်မှန်းပင်မဲ့ဉာဏ်မြင့်မားလာရင်တော့ပညာတတ်ဖို့နဲ့နောက်ဆုံးမှာလွတ်လပ်ဖို့ကိုပဲမှန်ရမှာပါဗုဒ္ဓမြတ်စွာဘုရားကငါဟောတဲ့တရားတွေကိုစမ်းသပ်စစ်ဆေးပြီးမှလက်ခံရမယ်ငါကိုကြည်ညိုယုံနဲ့လက်ခံတာမျိုးမဖြစ်ရဘူးလို့မိန့်တော်မူခဲ့ပါတယ်ပုဂ္ဂိုလ်ခင်မှတရားမင်းနဲ့ဆိုပေမဲ့ပုဂ္ဂိုလ်ကိုပဲခင်ထွယ်ပြီးတရားကိုမမြင်တာမျိုးကတော့မဖြစ်သင့်ပါဘူးပုဂ္ဂိုလ်တူတယောက်ပုံမှာလွန်ကဲမိကိုအားထားနေရတဲ့သူဟာလွတ်လပ်မှုကိုဆုံးရှုံးစေပါတယ်ငါစီယာဂုံတက်အောင်ငါစီယာကိုလူတွေကြည်ညိုအောင်ဆိုပြီးလှုပ်ဆောင်နေကြတာတွေဟာလေတခါတည်းရမှာလွတ်လပ်မှုကိုအဟံတာဖြစ်စေတတ်ပါတယ်အမှန်တရားသာအရေးကြီးဆုံးပါပုဂ္ဂိုလ်ထက်အမှန်တရားကိုဥထိတ်ထားနိုင်ရပါမယ်လွတ်လပ်ခြင်းတဲ့သူဟာပုဂ္ဂိုလ်ဆွဲကြည်ညိုမှုကိုမလိုချင်တော့ပါဘူးပုဂ္ဂိုလ်ဆွဲဆိုတာနှစ်ဦးနှစ်ဖက်လုံးကိုမလွတ်လပ်အောင်လုပ်တဲ့နှောင်ကြိုးတစ်ခုဖြစ်ပါတယ်စိတ်ထားနဲ့အသိဉာဏ်မြင့်မားလာလေလွတ်လပ်မှုကိုမျက်နှိုးလာလေပါပဲတရားဆိုတာဖောင်နဲ့တူပါတယ်တစ်ဖက်ကန်းကိုရောက်သွားတဲ့အခါအဲ့ဒီဖောင်ကိုကျေးဇူးတင်ပေမဲ့ပခုံးမော်ထမ်းပြီးယူမသွားသင့်တော့ပါဘူးဖောင်ကိုကမ်းခြေပါပဲထားခဲ့ရတယ်လို့တရားကိုတော့မဆွဲလန်းမှုဟောကြားထားတာပါဒီလောက်လွတ်လပ်တဲ့အဆုံးအမမျိုးဟာအင်မတန်ထူးခြားလာပါတယ်တရားကိုဆွဲလန်းနေလို့တရားဟောတာမဟုတ်ဘူးလွတ်မြောက်စေဖို့တရားကိုဟောတာဒါကြောင့်တရားကိုတော့မဆွဲလန်းသင့်ဘူးလူစိတ်ဟာအင်မတန်ဆွဲလန်းတတ်တယ်တရားကိုတော့ဆွဲလန်းတတ်တယ်အဲ့ဒါကိုသိလို့မြတ်စွာဘုရားကတတိပေးတဲ့အနေနဲ့ဒီတရားကိုဟောတာပါကိုးကွယ်ရာအားထားရာအစစ်ကို
ကိုယ်စိတ်ထဲမှာပဲရနိုင်တယ်။ဉာဏ်ပညာဆိုတာတရားအထုတ်ပြီးရတဲ့ဉာဏ်ပါ။တရားအမထုတ်ပဲမရနိုင်ဘူး။အဲ့ဒီဉာဏ်ကလွဲလို့တခြားကိုယ်ွယ်ရအားထားရမရှိပါဘူး။ဒါကြောင့်လေဗုဒ္ဓဘာသာတရားကို The Religion of Freedom လို့ခေါ်တာပါ။လွတ်လပ်မှုကိုမျက်နှိုးသူတွေအတွက်ဗုဒ္ဓရဲ့တရားတော်ဟာအနှစ်သာရအရှိဆုံးလမ်းပြမြေပုံပဲဖြစ်ပါတော့တယ်။အားလုံးကိုယ်စိတ်နှလုံးအေးချမ်းကြပါစေရှင်။နားဆင်ပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ရှင်။